အဲ့တော့ဒီဖိုင်လေးနှစ်ခုတည်းကကိုကြိုက်နေတဲ့တာကိုယူပေးထားပေါ့နော်ဒါကတော့ဖိုင်1ဖြစ်တယ်ဖိုင်1ပုံစံနေထားရကြတော့ကိုကဘဝမှာပေါ့နော်ကိုတိုင်အမြင့်ရအောင်လို့ကြိုးစားတဲ့သူတယောက်ကိုစိတ်နဲ့ပတ်သက်ပြီးတော့အဆင်ပြေအောင်လို့ပေါ့နော်ကိုရဲ့တကူတော့ကိုရဲ့ပေါ့နော်အဲ့လို confidence တို့ယူဆချက်တို့ဒါမျိုးလေးနဲ့တွားပြီးတော့ဘဝကိုကောင်းမှုပြည့်ပြည့်စုံစုံနေခြင်းတဲ့သူတွေမှာပါတယ်ပေါ့နော်အဲ့တော့တစ်ဖက်မှာလည်းကိုကတစ္ဆာမေတ္တာကြီးမာတယ်ဒါပေမဲ့ကိုကဘယ်လိုလဲစိတ်ပင်ပန်းမှုတန်လုံးဝမခံနိုင်တဲ့လူတွေမှာပါတယ်ပေါ့နော်အကောင်းဆုံးအဆင်ပြေဆုံးလုပ်ချင်တဲ့ပုံစံတွေထားရှိပြီးတော့ကိုယ့်အတွက်လည်းအကောင်းဆုံးတွေပဲပြင်ရခြင်းတဲ့လူဖြစ်တယ်အဲ့တော့ဘဝမှာကိုနဲ့ပတ်သက်ပြီးတော့အဲ့လိုမျိုးပြင်ရတတ်လားဆိုတော့ဘယ်လိုပြောမလဲကိုလောက်တော့ကိုပေါ်ကောင်းတဲ့လူကတော်တော်လေးရှားရတယ်လို့ပြောလို့ရတယ်ပြီးတော့နည်းနည်းပေါ့နော်အဲ့လိုမျိုးကိုပတာကိုအဲ့လိုမျိုးနေထိုင်မှုပုံစံနေထားတွေမှာအဆင်ပြေခြင်းပုံစံနေထားတွေမှာပေါ့နော်အဲ့လိုမျိုးကိုရဲ့စေတနာမေတ္တာပုံစံတွေအပေါ်မှာကွာကိုကပဲအဲ့လိုမျိုးတန်မိုးထားကိုကပဲလမ်းကြောင်းလမ်းမှန်ပြဒါပေမဲ့ပြီးကြရင်ကိုကပဲစိတ်မောရတာမျိုးပေါ့နော်အဲ့လိုမျိုးပုံစံတွေထားမျိုးတွေအကျုံတက်တယ်အဲ့တော့ဖိုင်ဝမ်နေပုံစံတွေနေရကြတော့တော်တော်များများကိစ္စတွေမှာကြတော့ကိုကစိတ်လျှော့ပြီးတော့ကိုအတွက်ပဲအရင်ဆုံးကြည့်ပြီးနေမှအဆင်ပြေမယ်ပေါ့နော်မဟုတ်လို့ရှိရင်ကြတော့စိတ်ထိခိုက်ရတဲ့ပုံစံတွေထားတွေကြောင့်ပို့ပြီးတော့အိုစားသွားတတ်တယ်ပေါ့နော်အဲ့အတွက်ကြောင့်မလို့တော့ဒါတတိထားစစ်ကြရမယ်ပိုင်းမှာပါပါတယ်လို့ပြောချင်ပါတယ်ဒါကတော့ဖိုင်ဝမ်လေးတွေပေါ့နော်ဖိုင်2ကိုကြည့်တဲ့အခါမှာကျတော့ဖိုင်2ကကျတော့ပေါ့နော်အဲ့လိုမျိုးနေသားသလုံးနေတဲ့ပုံစံတွေမှာပါတယ်ဒါပေမဲ့ဘယ်လိုလဲဆိုတော့စိတ်ထဲမှာရှိတဲ့အရာနဲ့အပြင်ပိုင်းပုံစံတွေထိုင်နေလေးကွာဟတတ်တယ်ဥမာကိုကအပြင်ပိုင်းမှာအရန်စေနာရှိရလှုပ်ပေးခြင်းတယ်ဒါပေမဲ့တကယ်စိတ်ထဲပုံစံတွေထားမှာပြင်းတာတော့အချိန်ဆွဲတာဒါမျိုးလေးလှုပ်တတ်တယ်ကိုဘွားမှာကျတော့ကောင်းမွန်တဲ့သူတွေတော့ပေါ်တတ်တယ်ဒါပေမဲ့တစ်ဖက်အရာဆိုရင်ကျတော့ကိုကအဲ့လိုဘေးစကားတွေးထိုးစကားတို့တချို့ຢာတွေမှာကျတော့သူများရဲ့အကူအညီတို့မဟုတ်သူများရဲ့ advice တွေပေါ့နော်အဲ့လိုမျိုးတွေနဲ့ပတ်သက်ပြီးတော့ယူတတ်တဲ့သဘောမျိုးရှိတယ်ဘွားမှာကျတော့ကိုကောင်းမှုပုံစံတွေထားတွေမှာကိုအတွက်အဆင်ပြေတော့လူတွေကိုကိုတိုင်ပဲပေါ့နော်အဲ့လိုလက်လွတ်လိုက်ရတဲ့ပုံစံတွေထားမျိုးတွေဖြစ်တတ်တယ်တချို့အရာဒီမှာကြတော့ဘယ်လိုမျိုးလေးသွားမလဲဆိုတော့ပေါ့နော်အဲ့လိုမိဘတို့တစ်ဖက်မောင်နှမတို့ပေါ့နော်ဒီလိုလူတွေနဲ့ပတ်သက်ပြီးတော့ကိုကအဲ့လိုမျိုးသူတို့ရဲ့ချုပ်ချယ်ခြင်းတို့မဟုတ်ပေါ့နော်အဲ့လိုမျိုးစကားတော်၎င်းသူတို့၎င်းပေါ့အဲ့လိုလူတွေကြားမှာကိုကသူတို့စကားတိုင်းနေရတာမျိုးပေါ့နော်ဒါမျိုးလေးတွေတချို့ဆိုလို့ရှိရင်လည်းမိသားစုနဲ့ပတ်သက်လို့ကံမကောင်းတာစသဖြင့်ဒါမျိုးလေးဖြစ်နိုင်တယ်ကိုရဲ့ဘဝပုံစံနေထားမှာကိုကလှုပ်ရှားသွားလာနေရတယ်ဥပမာကိုကမွေးရမြေမှာပဲမဟုတ်ဖ ೇನೆ တခြားအရက်ဒေတာမှာအဆင်ပြေတာမျိုးပေါ့နော်တခြားအရက်ဒေတာမှာကိုအနေနဲ့ဖြစ်ထွန်းတာမျိုးဒါမျိုးလေးဖြစ်တတ်တယ်ရုံးကန်ရခြင်းစာတာတော့ဖြစ်တတ်တယ်တစ်ဖက်မှာကိုပိုင်ညာကိုပိုင်ပုံစံနေထားနဲ့သွားနိုင်မှာပြီးတော့စိတ်နဲ့ပတ်သက်ပြီးတော့ကြတော့အရန်ပေါ့ကိုကအဲ့လိုအရာအဲ့လိုချုပ်ထိထားတဲ့ပုံစံတွေထားတွေဆုံးဖြတ်ချက်တွေနဲ့ပတ်သက်လို့ရှိရင်နည်းနည်းလေးစိတ်မောလူမောဖြစ်တတ်တဲ့အရာလေးတွေပေါ့နော်ဒါမျိုးလေးရှောင်ကျင်တဲ့ပုံစံတွေထားကြမှာအကောင်းဆုံးဖြစ်ပါလိမ့်မယ်အဲ့တော့ဘဝမှာတော့အောင်မြင်နိုင်တဲ့လူတွေမှာပါတယ်ဒါပေမဲ့အပေါင်းအသင်းပုံစံတွေထားတော့လည်း give ဆက်ရပါမယ်လို့ပြောချင်ပါတယ်နော်ကျေးဇူးအများကြီးတင်ပါတယ်အဲ့တော့ဒီလေးလုပ်ပေးလိုက်တဲ့ဖိုင်လေးတွေကအဆင်ပြေမယ်လို့မျှော်လင့်ပါတယ်နော်တက်တာပါ